နေ့ကခြေဘူးအိမ်မှာမောင်နဲ့အတူတူနေပြီးပြန်လာတော့ဂယုံဘာမှမလုပ်နိုင်တော့ပါဘူးညာပိုင်းအိတ်တဲ့အထိကိုလက်တွေကိုက်ခဲနေတယ်မောင်ကတော်တော်အချစ်ချမ်းခဲ့ပါတယ်ဒူးပြဲတဲ့အထိပေါ့မနဲ့နိုးလာတော့အရင်နေ့တွေလိုမောင်ရဲ့အချစ်တွေနဲ့ဖြတ်တန်းခဲ့တယ်တနေ့ထက်တနေ့မောင်နဲ့ဂယုံတို့ရဲ့တန်ရုံးစင်တွေကလည်းပိုပြီးတိုးလာခဲ့တယ်မောင်ကဂယုံကိုဘာထိခိုက်မှုမှမရှိအောင်ထားပေးတယ်ရုပ်ရည်ကြမ်းကြုတ်လာတဲ့မောင်ကရွာထဲကလူတွေနဲ့မတည့်တော့ပါဘူးတခါတလေမောင်ကဘယ်ရမှမသိတဲ့လက်အပိုင်းစာတွေခြေချောင်းတွေကိုယူပြီးပြန်လာတာကိုလေဂယုံတွေ့နေရတယ်အဲ့ဒီအချိန်ဆိုရင်အမေကအကျယ်ကြီးអော်ပြီးရှိနေတတ်တယ်ဂယုံလေအမေဘာလုပ်နေတယ်ဆိုတာကိုမသိတော့ပါဘူးအဲ့ဒီအဖြစ်အပျက်တွေကိုဂယုံတတိထားမိနေတယ်လူအပိုင်းစားတွေကလည်း2ရက်တစ်ခါ3ရက်တစ်ခါလောက်မောင်းတဲလာတာကိုဂယုံသိတယ်အဲ့ဒီလူအပိုင်းစားတွေကိုအမေကယူပြီးကဝေနေရုပ်ထုကြီးရှိမှထားတတ်တယ်နောက်ရက်ရောက်ရင်အဲ့ဒီလူအပိုင်းစားတွေကိုဂယုံမတွေ့ရတော့အမေဘာတွေလုပ်နေရလဲဂယုံနားမလဲတော့အမေလုတ်တဲ့အရာတွေမှန်သမျှသားအတွက်ကြည့်ပဲတားကိုနည်းနည်းပါးပါရှင်းပြပါအောင်မေတားနားမလဲတော့လို့ငါသားကသိကျင်တပါဆိုအမေပြောပြမယ်ငါသားကိုဘဲကောင်ဘဲကဝေးမှမော့မကြည့်ရအောင်အမေလုတ်ပိနေတာသားရဲ့မောင်ကရုပ်ရှင်လာတာသားတွေ့တယ်မလားသူ့ရဲ့လက်ကိုကြည့်လိုက်သားဂယုံလေတဲတောင်လေးမှာထိုင်နေတဲ့မောင်ရဲ့ပေါင်မောကလက်ကိုကြည့်လိုက်တယ်မောင်ရဲ့လက်တွေမှာလက်သေးမဲမဲကြီးကိုတွေ့လိုက်ရတယ်တွေ့လာသားသူ့ကိုအမေပေးမဲ့ပညာကဘူးသွင်းလို့သူ့မအောင်လဲဘာမှမဖြစ်တော့ဘူးသားရဲ့မောင်ကအသားစားကျူးရနေပြီသားတတိမထားမိလို့ပါမောင်ကထမင်းလေးစားပါတယ်အမေငါသားရဲ့မောင်ကအခုချိန်ကစားပြီးလာပြီလာွယ်ညတွေမှာအသားစိမ်းစားရမှာဖြစ်မှာသားဂယုဆိုင်ပြီးတေချာကျွေးပါဒါမှမဟုတ်ရင်သားရဲ့မောင်ကသူ့ကိုယ်တိုင်ထွက်ရှာလိုက်မယ်ဒီလိုရှာစားရင်လူသားတွေပါဖြစ်လိမ့်မယ်သားဂယုံမျက်နှာပြတ်သွားတယ်မောင်ကဂယုံအတွက်နဲ့မကြောက်မရွံ့စိတ်ပါကိုယ်ပါလုံနေတာကိုဂယုံစိတ်မကောင်းဖြစ်မိတယ်အမေဒီညလာခွေညမလာရင်ဂယုံကစိုးရိမ်နေတဲ့မျက်နှာလေးနဲ့အမေကိုမေးလိုက်တယ်စိတ်မပူပါနဲ့ငါသားရဲ့လွယ်ကူကူနဲ့အောင်မြင်သွားပါလိမ့်မယ်အနောက်အရှက်အတွက်ကမပူနဲ့တရေတစေးဆိုတာလူသားစားတဲ့လူဆိုတိတ်ကြောက်ကြတာကွဒီညအတွက်ဂယုံစိတ်ထဲမှာလေးလံပြီးနေတယ်ဂယုံလေအမေရှိရာထွက်လာပြီးမောင်ရှိတဲ့တဲတောင်ကိုစရုံးထုံးပြီးထွက်လာခဲ့တယ်ဂယုံရဲ့စပင်တွေကအရင်ကျိုးလေလောက်ကနေအခုတော့တင်အောက်တောင်ရောက်လူဆဲဆဲဖြစ်နေပါပြီစရုံးကြီးကြီးနဲ့ဂယုံကမောင်ရဲ့ရှေ့မှာမျက်နှာချင်းဆိုင်ထိုင်လိုက်တယ်မောင်ကိုမော့ပြီးကြည့်လိုက်တယ်မောင်ရဲ့မျက်နှာကအမဲဆက်တွေနဲ့ရှင်းနေပါပြီဂယုံရဲ့မျက်စိထဲမှာတော့မောင်ရဲ့ရုပ်ရည်ကချောမောခံရနေတယ်မောင်ကလည်းသူ့ရဲ့ရှေ့ကိုငုတ်တုတ်ကလေးလာထိုင်တဲ့ဂယုံကြောင့်တင်းမာနေတဲ့မျက်နှာကိုအပြုံးနေနဲ့ဖော်ကျူးလိုက်တယ်လှပဝင်မှုတဲ့ဂယုံရဲ့အလားကိုငုံပြီးကြည့်နေတယ်ရန်ကုန်သားကြီးအဆင်ပြေရလားယင်ဂယုံကအရှုံးဖောက်ပြီးမေးလိုက်တယ်မောင်ကရီးပြီးဂယုံကိုငုံကြည့်လာတယ်မောင်ကအဆင်ပြေပါတယ်ကွာမောင်ချစ်လေးကစိတ်ပူနေတာပါမောင်မလုပ်ချင်ရင်လည်းမလုပ်နဲ့တော့လေမောင်ဒီလိုလုပ်မှမောင်မြန်တို့တန်ဖိုးထားရတဲ့လူသားလေးကိုကာကွယ်နိုင်မှာပေါ့ဗျာမောင်ကဂယုံပါကိုညှစ်ပြီးပြောလာတယ်ဂယုံလည်းအလားပါဆုံးမောင်ကိုပြုံးရီပြလိုက်တယ်မောင်ရဲ့လက်မောင်းကြီးတွေကလည်းတွေးကြောတွေထိုးထောင်ပြီးထွက်နေတယ်ဒီညလာခွေညမှုမောင်ကစိတ်တွေထကြွနေတယ်မောင်တကယ်အဆင်ပြေရလားယင်မပြေဘူးဂယုံမောင်တွေးတောက်ချင်မိနေပြီစိတ်လျှော့ထားမောင်ငါ့ကိုခဏလေးစောင့်နေနော်ဂယုံကမောင်ရဲ့နှဖူးကိုနမ်းပြီးတဲတဲကိုပြန်ဝင်သွားတယ်ခဏကြာတော့ဂယုံကျွေခွက်တစ်ခွက်ကိုယူလာခဲ့လိုက်တယ်ကျွေခွက်ထဲမှာတော့နီရဲနေတဲ့သွေးတွေအပြည့်ပါပဲတောက်လိုက်မောင်ဒါကကြက်သွေးတွေမောင်
မောင်ကတွေးခွက်ကိုလှမ်းယူပြီးကုံစင်အောင်မော့ပြီးတောက်လိုက်တယ် အရသာရှိလိုက်တာကွာ တွေးတွေနှကန်းတစ်ဝိုက်ပီနေတာကိုကြည့်ပြီးဂယုံမောင်ရဲ့နှကန်းကိုဆွဲဆုပ်ပြီးနမ်းလိုက်တယ်ဂယုံရဲ့ကရွင်းထဲမှာညှိတစ်တစ်အရသာကြီးရှားလိုက်တယ်နေရတာအဆင်ပြေသွားပြီလားမောင် အဆင်ပြေသွားပြီခေယုံ မောင်ကဂယုံရဲ့မျက်နှာကိုလက်နှစ်ဖက်နဲ့ကင်ပြီးပြုံးရင်ပြောလာတယ်မောင်ရဲ့လက်ကဆွမ်းနာကထိုးထောင်ပြီးထွက်နေတဲ့သွေးကြောတွေကလည်းမရှိတော့ပါဘူးဂယုံလေးမောင်ရဲ့လက်ကိုစုပ်ကင်ပြီးမတက်ရက်လိုက်တယ်လာမောင်ဒီညအတွက်ပြင်ဆင်အောင်ဂယုံလေးမောင်လက်ကိုတွဲပြီးတဲတဲကိုဝင်လာခဲ့တယ်ညကိုရောက်တော့လာရောက်မရှိတဲ့ညကကြေရောင်လေးတွေနဲ့ဝိုးတော်ဝါမြင်နေရတယ်တောင်ကုန်းပေါ်မှာရှိတဲ့တဲအိမ်လေးကိုကြည့်မယ်ဆိုရင်ဖျောင်းနိုင်မီးတွေနဲ့လင်းထိန်နေတယ်ဂယုံကဖျောင်းနိုင်တွေကိုမီးထုံးပြီးတဲတဲကိုပြန်ဝင်လိုက်တော့မီးဝိုင်းရဲ့အလယ်မှာထိုင်နေတဲ့မောင်ကိုတွေ့လိုက်ရတယ်ဘေးပတ်ချလင်မှာမီးတွေဝိုင်းထွန်ထားပြီးအဲ့ဒီမီးဝိုင်းရဲ့အလယ်မှာမောင်ကအဝတ်မဲကြီးကိုခြုံပြီးတင်မလင်ခွေထိုင်နေတယ်မောင်ရဲ့ရှေ့မှာတော့ကဝေနတ်ရုပ်ထုကြီးတွေနဲ့အောက်လန်းကဝေပစ္စည်းတွေနတ်ရုပ်ထုတွေတွေးခွက်တွေရှိနေတယ်အဲ့ဒီရုပ်ထုတွေရဲ့ရှေ့မှာတော့ဖျောင်းနိုင်နေထွန်းထားတယ်မောင်ကဝေနတ်ရုပ်ထုကြီးကိုမျက်တောင်မခတ်ကြည့်နေတယ်တကောင်းကျော်ကိုရောက်လာတော့တဲအိမ်ဘေးကမွေးတွန်းနှံတွေခွေးဥတန်တွေတရေတစီတွေရဲ့ဝူဝဝအော်တန်တွေကြားရတယ်အဲ့ဒီအချိန်အမေကတဲတဲကိုဝင်လာခဲ့ပြီးလက်ထဲကအသားတုံးတစ်ချီကိုမောင်ရှိတဲ့မီးဝိုင်းထဲကိုထည့်ပေးတယ်ကဝေနဲ့ရုပ်ထုကိုကြည့်နေတဲ့မောင်ကသူ့ရှေ့ကိုရောက်လာတဲ့အသားတုံးကြီးကိုပြောင်းကြည့်နေတယ် ညိုလိုက်တော့ကောင်းလေးလက်နှစ်ဖက်နဲ့မကင်နဲ့ဘာပဲမြင်မြင်ဘာပဲကြကြမကြောက်နဲ့ညှို့ချလိုက်ကောင်းလေး မောင်ကအမေပြောတဲ့စကားအတိုင်းအသားတုံးကြီးကိုလက်တစ်ဖက်နဲ့ယူပြီးမျိုးချလိုက်တယ်အသားတုံးကြီးဝမ်းပိုက်ထဲကိုရောက်လာတဲ့အခါမောင်စီကနေအတန်တွေထွက်လာတယ်လူတွေလမ်းလျှောက်တဲ့အတန်တွေမွေးတွန်းနှံတွေကိုကြားနေရတယ်မိတ်ထားတဲ့မျက်လုံးတွေဖွင့်ကြည့်လိုက်တော့မျက်လုံးထဲမှာအရိပ်တွေပြေးလွှားနေတာကိုတွေ့လိုက်ရတယ်မွေးတွေသူ့စီလာနေတာကိုလည်းတွေ့နေရတယ်အဲ့ဒီအချိန်အမေကမောင်ရဲ့ကိုယ်ပေါ်ကိုဝေနဲ့ရုပ်ထုရှိမှရှိနေတဲ့သွေးခွက်တွေနဲ့ပတ်ဖြန်းလိုက်တယ်ခဏအကြာမြင်နေရတဲ့မွေတွေနဲ့အရိပ်တွေကမောင်ရဲ့ကိုယ်တွေကိုဝင်ရောက်သွားတယ်အယုံလည်းအသားတုံးကြီးကိုမျိုးချပြီးမျက်လုံးမိတ်ထားတဲ့မောင်ကိုကြည့်နေမိတယ်တဲရဲ့အပြင်မှာလည်းမွေတွန်းတန်တွေကပိုပြီးကျေလောင်လာတယ်လူတွေလမ်းလျှောက်နေတဲ့အတန်တွေကိုလည်းထပ်ပြီးကြားနေရတယ်အဲ့ဒီအချိန်ဖျောင်းနိုင်မီးတွေကလည်းလေမတိုက်ဖဲရိမ့်ထိုးနေတယ်မောင်ကမျက်လုံးကိုဖွင့်ပြီးသူ့ရဲ့ရှေ့ကိုမျက်တောင်မခတ်ကြည့်နေတယ်အဲ့ဒီအချိန်အမေကကဝေနဲ့ရုပ်ထုကြီးရှေ့ကတွေးခွက်တွေကိုကောက်ယူပြီးမောင်ကိုပတ်ဖြန်းလိုက်ပြန်တယ်တွေးတွေဆူရွှေးနေတဲ့မောင်ကဂယုံတစ်ခါမှမမြင်ဘူးတဲ့ပုံစံဖြစ်နေတယ်အဲ့ဒီအချိန်အမေကအောင်ပြီးဆိုပြီးထပေါ်တယ် အောင်မီ